အားလုံးမင်္ဂလာပါရှင်မင်္ဂလာညချမ်းပါအားလုံးကြမှာကြပါစီချမ်းသာကြပါစီဘေးကင်းရန်ကင်းပါစေပေါ့နော်နေ့စဉ်နဲ့များကုသိုလ်များပြီးတဲ့အခုဘဝတွင်ကာလမှာဆိုရင်တရားလေးနည်းနည်းလေးများဝေသွားမှာဖြစ်ပါတယ်ရှင်ကျမအကြောင်းမြင်ဆရာမဘာမတင်စာခံမဝါခံဖြစ်ပါတယ်အခုပေါ့နော်ကန်စားလာစစ်ချင်တဲ့ဆိုကို့မှာအတွင်းရန်သူပြန်သူတွင်ယောဂပြန်အောင်ရှိမရှိစစ်ဆေးလို့ရပါတယ်ရှင်110ဘက်ပါ7မိနစ်အောင်110ဘက်ယူပါတယ်KB နဲ့ဆိုသူနေစီကြတော့ပေါ့နော်1000ကျော်လိုက်မယ်13000လောက်အဲ့လိုလွဲပြီးမှတွက်လို့ရပါတယ်ရှင်ကိုရက်တရားချီမယ်ဆိုလဲချီကြပါတကယ်လို့မဖြစ်နိုင်ဘူးဆိုကျွန်မချီပြီးလို့ရပါတယ်ရက်တရားချီတာအနေနဲ့သူများသူ300ပဲရှိတယ်500ပဲရှိတယ်နောက်ဘက်နဲ့ပေါ့အခုဖျောင်းတိုင်နေလုပ်ပြီးပါတယ်အခုဖျားဆိုင်ရွတ်တယ်ဆိုလူတွေကမရွတ်နိုင်ဘူးဖျားမှာပူဆောင်မှာမြတ်တာတော့ပြည့်ကြီးဆက်တော့ပါမဟာသမယတော်ဓမ္မစကြာလို့ပဋ္ဌာန်းပရိတ်ဒါနပြေရှိပြီးကုသများဝေရတယ်မရွတ်နိုင်ဘူးဆိုရင်အဆောင်လေးထားပါတယ်ကို့မှာကာကွယ်ရမှာပေါ့မဖြစ်ခင်ကျူတင်ကာကွယ်တယ်ဆိုတာရှိပါတယ်အဲဒါကြတော့ကျမမှာအဆောင်လေးလည်းရှိပါတယ်တွက်ချက်ပြီးမှယူလို့လည်းရတယ်ဝယ်လို့ရတယ်ဓာတ်ကြမှာဒါအလကားရပါတယ်ရှင်အခုကျမနေစဉ်နဲ့များဘာလို့ပွားများမလဲဆိုရင်ပြေကြီးစက်တုံးရှိမှဓမ္မစကြာရှိမှတန်ပုတ်တွေပဋ္ဌာန်းအတိကကို့မှာမကောင်းဆိုးအောင်မကတ်နိုင်အောင်ပဋ္ဌာန်းပူဇော်ရတယ်24ပစ္စည်းပဋ္ဌာန်းအကျဉ်းကျဲနောက်ပြီးတော့တန်ဖို့တိကထားသက်ဆောင်ကထားတက်တော်မြေကထားဆိုအထာနာမီရန်လေအထာနာမီရန်ပိတ်ခွေနောက်ကတော့ရံပြပကမီနာတထကရန်စီဝိတဝရောပိယအနုပကမီနာပိတ်ခွေတထကရန်ပိနေပယန်တိအေဒီနာသစ္ဆောက်စံတထုမတို့တော့သက်စီရွှင်ရုံးပယဆက်တခေါရွနောက်ဝိဒါတာကိုရွှင်ကိုမကောင်းကြံတဲ့ဟာသူတို့ထံသူတို့ပြန်သွားတာတံပြန်ကထားလို့လည်းချွဆိုနေတချို့ကြောင့်လည်းကိုကာဝယ်တာပါနော်ဝေတာတာကိုဥတာတွေဒါတာတကူတိတာကုတာကိုတာပါဗျာအဲ့ဒါ7ခေါက်8ခေါက်ပတိနဲ့စိတ်နဲ့စိတ်ပေါ့နော်နောက်အောင်ချင်း8ပါဆိုအရာလုံးမြင်တာအတူရှိခေါ်ရမှမြတ်စွာဘုရားရှင်အောင်ချင်း8ပါနိုင်ခဲ့တယ်အဲ့ဒါမာရန်တဲ့ကံဆန်ဆောင်စိတ်ဆောင်မနိစ္စသစ္စကနာကမလစီနိုစီနီဟိုတုမီဆရာမင်္ဂလာမှာအဲ့ဒါလဲ8ခေါက်7ခေါက်အမုတ်ပတိတပတ်ပေါ့အဲ့အခုကျွန်မစိတ်နေတယ်ဟာလားအောင်ချင်း8ပါ108ခေါက်နောက်ဖုတ်တတမင်္ဂလာတုတ်ထဲအောင်နောက်ဆုံးပိတ်ရရှိတပိတ်ပေါ့ဖုတ်တတလောကတမီစိတ်တန်ရတနာကမတိအာတောကဝိဒဇံခိမံပယံနတိအာယဝနာတုခမလအဲ့ဒါလဲ7ခေါက်6ခေါက်လည်းရွှေနေရ108ခေါက်ကျမရေးအတွက်ပါကျမမှာအလုပ်လုပ်နိုင်မယ်အပြင်ရောအတွင်းရောအားလုံးထွက်ပါစေအတွင်းရန်သူပြင်ရန်သူအားလုံးထွက်ပါစေဒါကျမကုသိုလ်မြောက်ရေးခြင်းဖြစ်ပါလေရှင်မေးချင်လည်းမေးလို့ရတယ်အဲ့ဒါရွက်ပတ်ပူဆိုပြီးတော့လဲကုသိုလ်မြောက်ပြီးလို့ရပါတယ်အောင်တပြေပန်းနေစီပန်းရွှေထင်းငွေထီးတွေနေစီပန်းတစ်ပွက်နော်တူရတယ်ဖះမှာတစ်ပတ်တစ်ခါလဲပေါ့နော်ကုသိုလ်မြောက်ရေးခြင်းဖြစ်ပါလေရှင်ဂျေစုပါ